မင်္ဂလာပါခင်ဗျာအခုခေတ်မှာအစားအသောက်နဲ့နေထိုင်မှုပုံစံကြောင့်လူတော်တော်များများမှာအသေးအစီဖုံးတဲ့ပြဿနာကိုရင်ဆိုင်နေရပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့အသေးဆိုတာကိုယ့်ဘာသာပြန်လည်ပြုပြင်နိုင်စွမ်း regenerate အရှိဆုံးအင်္ဂါတစ်ခုပါဒီနေ့မှာတော့အစောပိုင်းအဆင့်အသေးအစီဖုံးခြင်းကိုတဘာဝအတိုင်းပြန်လည်ကောင်းမွန်လာစေဖို့မနက်ခင်းမှာပြောင်းလဲရမယ့်အလေ့အကျင့်6ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်အလေ့အကျင့်1မနက်နိုးနိုးချင်းမှာကော်ဖီလက်ဖက်ရည်မတောက်ခင်ရေနွေးနွေးတစ်ခွက်ထဲကိုတံပရာသီးဒါမှမဟုတ်ရှောက်သီးတစ်စိမ့်လောက်ညှစ်ပြီးတောက်ပေးပါဒီလိုလုပ်တာကတံပရာသီးမှာပါဝင်တဲ့ vitamin C နဲ့ antioxidants တွေကအသေးသေးကအဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင်ဂလူတာသိုင်ယွန်ထုတ်လုပ်မှုကိုမြင့်တင်ပေးလို့အဆီတွေကိုလောင်ကျွမ်းစေပါတယ်အလေ့အကျင့်2မနက်စာမှာကစီဓာတ် carbs နဲ့တကြားဓာတ်တွေထက် protein ကိုဦးစားပေးစားပါဥပမာကြက်ဥပြုတ်အဆီမပါတဲ့ဒိန်ချင်း Greek yogurt ဒါမှမဟုတ်အဆီအဆန်စားတာတွေပေါ့အကျိုးကျေးဇူးကတော့ protein ကအသေးမှာအဆီစုပုံမှုကိုလျှော့ချပေးပြီးဗိုက်စားခြင်းကိုထိန်းချုပ်ပေးတဲ့အတွက်တစ်နေ့တာလုံးအချိုစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်အလေ့အကျင့်3မနက်ခင်းမှာတောက်လေရှိတဲ့အချိုကဲတဲ့ကော်ဖီတွေနဲ့တစ်တီးဖြော်ရည်ဘူးတွေကိုအထူးရှောင်ရပါမယ်။တခြား fructose ဟာအသေးအဆီဖုံးခြင်းရဲ့အဓိကတရားခံပါ။ဒီလိုအချိုရည်တွေရှောင်ခြင်းကအသေးကိုအနာပေးရရောက်တယ်လို့အင်ဆူလင်တုံ့ပြန်မှုကိုလည်းကောင်းမွန်စေပါတယ်။အလေ့ကျင့်လေး10မိနစ်ခန့်ကိုလက်လှုပ်ရှားမှုလုပ်ပါ။အရန်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမဟုတ်တောင်မှမနက်ခင်းမှာ10မိနစ်လောက်လမ်းသွက်သွက်လျှောက်တာဒါမှမဟုတ်အကျောဆန်တာမျိုးလုပ်ပေးပါကိုလက်လှုပ်ရှားမှုကခန္ဓာကိုယ်ထဲမှာတိုးလောင်ထားတဲ့ glycogen တွေကိုလောင်ကျွမ်းစေပြီးအသေးကအဆီတွေကိုစွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုဖို့လှုံ့ဆော်ပေးပါတယ်အလေ့အကျင့်ကကော်ဖီခါခါ black coffee တောက်ပေးပါတခြားနဲ့နိုးစီမပါတဲ့ကော်ဖီခါခါတစ်ခွက်ဟာအသေးအတွက်ဆေးတစ်ခွက်ပါပဲသူတေသနတွေအရကော်ဖီမှာပါတဲ့ဓာတ်ပေါင်းတွေကအသေးရောင်ရမ်းမှုကိုလျှော့ချပေးပြီးအသေး၆ချင်းနဲ့အဆီဖုံးခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်အလေ့ကျင့်6 intermittent fasting အစာစားခြင်းကိုကန့်သတ်ပါဖြစ်နိုင်ရင်မနက်စာကိုအိယာနိုးနိုးချင်းမစားပဲအနည်းငယ်နောက်ကျပြီးမှစားပေးပါဥပမာညစာကိုည9နာရီမှစားတယ်ဆိုရင်နောက်တနေ့မနက်9နာရီ10နာရီလောက်မှမနက်စာစားတာမျိုးပါဒီလိုအစာမစားဘဲနေတဲ့အချိန် fasting window ဟာအသေးကိုအဆီတွေလောင်ကျွမ်းဖို့အချိန်အလုံးအလောက်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီအချက်6ချက်ကိုပုံမှန်လေးလှုပ်ဆောင်သွားမယ်ဆိုရင်သင်ရဲ့အသေးချမ်းမာရေးကတိတိတသာကောင်းမွန်လာတာကိုတွေ့ရမှာပါဒါပေမဲ့အခြေအနေပေါ်မူတည်ပြီးဆရာဝန်နဲ့တိုင်ပင်ဖို့လည်းမမိပါနဲ့အောင်အားလုံးပဲကျမ်းမာတဲ့အသေးပိုက်ရှိများဖြစ်ကြပါစေ